Lý Quang Yu cả tôi này ngàn ngô thằng qua cháu sinh mà lừa chụp chết rồi thằng qua ngã tới mà lừa gì vậy mà nhất đi này bây giờ đi gì màမရှိsinh của mà tao thì gì đó màမရှိmi đập vỡ màမရှိแต่နိုင်ငံလုံးအမိုက်တော့ကြီးတယ်မြစ်တစ်မြစ်ရှိတယ်အဲ့ဒီမြစ်ကအမိုက်မြစ်ပဲLý Quang Yuတက်လာတော့လေအမိုက်မြစ်ပဲအကုန်လုံးက fisher မှာတန်ငါတွေပဲစင်ကာပူနိုင်ငံသားတွေအကုန်တန်ငါတွေပဲရေမြောကန်းတင်ဆိုတာမျိုးတော်တော်နှိမ့်ပါတယ်လူကြီးကြည့်လိုက်လို့တန်ကန်းလောက်ပဲရှိအဲ့ဒါ1960နှစ်ကျတော့မလေးရှားအောက်မှာ54လောက်နေခဲ့တာလေ20လောက်နေခဲ့တော့မလေးရှားအနိုင်ကျင့်တယ်ဗျအနိုင်ကျင့်တဲ့အခါကျတော့နောက်1962လောက်ကျတော့လွတ်လွတ်ကျွတ်ကျွတ်ငါတို့ရက်တည်မယ်ဖြစ်ကိုဖြစ်တယ်ဆိုပြီးတော့Lý Quang Yuကခွက်ထွက်လိုက်တယ်အမိုက်ပြင်းတန်ရိုက်တယ်စီကံမလိုက်နိုင်ရင်တန်ရိုက်တယ်အလုပ်နှစ်ဆတိုးလို့ရမယ်ပိုက်ဆံစုရမယ်10နှစ်နေအိမ်ရရမယ်နောက်တဲ့10နှစ်နေကားရရမယ်အစိုးရရဲ့စီစဉ်တဲ့အလုပ်တွေကြိုးစားအမိုက်မပြေရဘူးအကုန်လုံးဒီလိုကြာကြာနာနာချခဲ့လိုက်တဲ့ခါနေ့တော့ပါလေစင်ကာပူရဲ့လို့ဖြစ်လာတယ်ရှင်များစင်ကာပူမှာသွားမိလို့ယထာပေါ်တော့မဟုတ်ဘတ်စကားပေါ်ရေမတော့နဲ့နော်အနည်းဆုံးဒဏ်ငွေ900လောက်ရိုက်တယ်စင်ကာပူဒေါ်လာမတော့လူအများသွားတဲ့ကြာမှာကားရုပ်တရက် break out လိုက်တာတခုစောင်းသွားတော့အဲ့မှာသူတို့ဘေးမှာကွန်ပျူတာတွေပါပါမယ်စက်ပစ္စည်းတွေပါမယ်သွားပြီးထင်သိပြီးရှင်များတို့အနည်းဆုံး12နှစ်ပဲပြီးခဲ့တော့မွားစေဦးမှာပြီးခဲ့မွားပြီးခဲ့ဝိုင်းဆရာကိုလက်မှတ်ပါမှာဝါဆိုတော့ခရုံးနဲ့မကောင်းလို့တို့ဘာလို့တအားစီကံကြီးတာအဲ့ဒါပုံစံမကြလျှက်စစ်ချိန်နဲ့ရိုက်တာဗျအဲ့ဒါဒီလူရဲ့ကျမ်းမာရေးကို test လုပ်တယ်လျှက်စစ်ချိန်လွှဲကျယ်ဘယ်လောက်နဲ့ရိုက်ရင်သူခံနိုင်ရှိတယ်အဲ့သူမှတ်လောက်တော့လောက်အောင်လို့ရိုက်တာဘယ်နဲ့ချက်တော့ AI နဲ့ထည့်ရိုက်တာရှင်များတို့သေရောက်နာပြန်တယ်နော်အဲ့ဒါမျိုးဒါစင်ကာပူရဲ့လို့ဖြစ်လာ autocratic Lý Quang Yuကအာဏာရှင်ပဲနောက်ကျမှဒီမိုကရေစီအသွင်ကိုပြောင်းလာအဲ့တော့ရှင်းလင်းပဲငါတို့နိုင်ငံမဖြစ်ဘူးလို့မဟုတ်ဖြစ်တယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဟာမျိုးနဲ့လောကကနေကမ္ဘာပေါ် rank 4ကမ္ဘာအဆင့်4လောက်ရှိတယ်ချမ်းသာကြွယ်ဝမှုကမ္ဘာအကောင်းဆုံးဆိုတဲ့တက္ကသိုလ်ကြီး90ထဲမှာစင်ကာပူတက္ကသိုလ်က9ခုလောက်ပါနေဒါကလုံးဝ0မဟုတ်ဘူး minus ပြနေတဲ့အခြေအနေကနေကြိုးစားအဲ့ဒီအချိန်မှာဒီလိုနိုင်ငံရွှေဖြစ်နေအခုတော့ဗာပြာဖြစ်သွားပြီနော်အခုတော့ပြာဖြစ်သွားရဲ့လား